အားလုံးပဲမင်္ဂလာပါရှင်မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ download တစ်ချက်အမှားကနေ $9.5 million ပါသွားခဲ့ပုံဆိုတဲ့သတင်းနဲ့အတူ Trend နဲ့နေ့လည်စာစားဖို့ဘယ်လောက်ပေးရမလဲဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ download တစ်ချက်အမှားကနေ $9.5 million ပါသွားခဲ့ပုံဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Apple App Store ကိုယုံကြည်ပြီးLedger Live App လေးသွင်းလိုက်တာနဲ့ကိုယ်ပိုင်ဆိုင်မှုတွေအကုန်ပါသွားနိုင်နေဆိုတာကိုပြီးခဲ့တဲ့တစ်ပတ်ကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကသက်သေပြလိုက်ပါပြီ။လုံခြုံရေးအတွက်နာမည်ကြီးတဲ့ Ledger Hardware Wallet ရဲ့ Self Custody Software အယောင်ဆောင်ထားတဲ့ MadOS App တစ်ခုကြောင့်ယူဇာပေါင်း90ကျော်စီကနေခရီတိုပိုင်ဆိုင်မှုပေါင်း$9.5 million ကျော်ကိုဟက်ကာတွေကအိတ်သွန်ဖောင်းအောင်ခိုးယူသွားခဲ့တာပါ။နာမည်ကျော် on-chain sleuth ဖြစ်တဲ့ ZXPD ရဲ့စုံစမ်းမှုအရဒီအယောင်ဆောင် app ဟာဧပြီလ9ရက်နေ့ကနေ13ရက်နေ့အထိ App Store ပေါ်မှာတင်ထားခဲ့တာဖြစ်ပြီးအဲ့ဒီကာလအတွင်းမှာပဲတားကောင်ဖြစ်ခံရသူတွေထဲမှာနာမည်ကြီး Rock Astrology.lab Garrett Dajan လည်းပါဝင်သွားခဲ့ပါတယ်။သူဟာ MacBook အသစ်မှာ Ledger App ပြန်သွင်းရင်းနဲ့ဒီ App အတုကိုအမှတ်မထင် download ဆွဲခဲ့မိတာကြောင့်သူ့ရဲ့စုဆောင်းငွေ 5.92 BTC $4,440,000 တန်ဖိုးကိုမျက်စိတမိတ်အတွင်းမှာပဲဆုံးရှုံးလိုက်ရတာပါ။ ZXPD ရဲ့ခွဲခြမ်းစိတ်ဖြာမှုအရာဒီ app ကြောင့်ထိခိုက်သူအနည်းဆုံး3ဦးဟာ$1.95 million ကျော်စီအတီးတီဆုံးရှုံးခဲ့ရပြီးတချို့ဆိုရင်$3.27 million တန် USDT အထိတဲ့ရေသွင်းဖြစ်ခဲ့ရတာပါ။ခိုးယူထားတဲ့ပိုင်ဆိုင်မှုတွေထဲမှာ Bitcoin, Solana, XRP နဲ့ USDT တို့အပြင်တခြားသော crypto အမျိုးအစားတွေလည်းပါဝင်နေပြီးဒီငွေတွေကိုတော့ Audi ASIC လို့ခေါ်တဲ့အစင်းမြင့် mixing service တစ်ခုကနေတစ်ဆင့်ခုခံရဲ့ deposit address ပေါင်း150ကျော်စီကိုခွဲခြမ်းပြီးငွေကြေးခဝါချသွားခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ခုခံ supporting ကတော့တန်တရားရှိတဲ့အကောင့်အချို့ကို freeze လုပ်ပေးထားကြောင်းအဆိုတော် G.Lab ကိုပြန်လည်ဖြေကြားထားပေမဲ့တရားဝင်ဥပဒေကြောင့်အရာအထောက်အထားတွေလိုအပ်နေသေးတယ်လို့ဆိုပါတယ်။ခုခံဟာလည်းအရင်ကတည်းကငွေကြေးခဝါချမှုနဲ့ပတ်သက်ပြီးကနေဒါအစိုးရရဲ့ဒဏ်ငွေ$40 million ချမှတ်ခံထားရဖို့တလို့အမေရိကန်မှာလည်းလိုင်စင်ကိစ္စတွေနဲ့အရှုပ်တော်ပုံတွေရှိနေတဲ့ company တစ်ခုပါအခုလို App Store အထီးApp အထူးတွေရောက်နေတာကတော့Ledgerသုံးသူတွေအတွက်တကယ်ကိုသတိထားစရာပါပဲLedgerဘက်ကလည်းဖုန်းခေါ်တာ email ပို့တာစာအတုတွေပေးတာတွေအပြင်အခုလို App အထူးတွေနဲ့လိမ်လည်ဖျားယောင်းနေတာကိုသူတို့ရဲ့ phishing campaign page မှာသတိပေးထားပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းအမေရိကန်မှာLedgerအထူးတွေပေးပြီးလိမ်လည်တဲ့အမှုကနေ$6 သိန်းတန်ဖိုးရှိတဲ့ crypto တွေကိုပြန်ရခဲ့တာမျိုးရှိပေမဲ့အခု$9.5 million ဆုံးရှုံးမှုအတွက်ကတော့ပြန်ရဖို့လမ်းစမရှိသလောက်ပါပဲအချို့ဆိုရရင်တော့ Apple လိုနာမည်ကြီး platform ပေါ်ကနေ app တွေကို download လုပ်တာပဲဖြစ်ဖြစ်ကိုယ့် hardware wallet နဲ့ချိတ်ဆက်တဲ့ software ပဲဖြစ်ဖြစ်တကယ် official website ကလွယ်ပြီးဘယ်နေရာကမှမျက်စိမိတ်မယုံသင့်ပါဘူးအခုလိုသူတစ်ပါးချွေးနှင်းစာကိုရယူဖို့အတွက်နီးအတစ်တွေအမျိုးမျိုးဆန်းသတ်နေကြတဲ့ hacker တွေနဲ့ scammer တွေလက်ထဲကိုယ့်ပစံတွေမရောက်တော့အောင် app တစ်ခုကို download မဆွဲခင် developer နာမည် app review တွေကိုတေချာစစ်ဆေးဖို့နဲ့တက်နိုင်သမျှ official link တွေကိုပဲသုံးစွဲဖို့ကိုတော့ပုံမှန်ထပ်ပို့ပြီးတတိထားသင်ကြပါပြီနောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ Trend နဲ့နေ့လည်စာစားဖို့ဘယ်လောက်ပေးရမလဲဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။အမေရိကန်သမ္မတတယောက်နဲ့နေ့လည်စာအတူစားခွင့်ရဖို့ကိုယ်ပိုင်ဆိုင်မှာတည်တံ့တွေ့ဆုံခွင့်ရဖို့ဆိုတာဘယ်လောက်တန်ဖိုးရှိမလဲ။အရင်ကတော့$3 million လောက်ပေးရပေမဲ့အခုတော့90%လောက်ဈေးချပေးလိုက်ပြီလို့ဆိုရမှာပါ။သမ္မတဒေါ်နယ်ထရန့်ရဲ့ဆိုလာနာအခြေပြုမင်းကွန်းတစ်ခုဖြစ်တဲ့ Trump ဟာဒီလကုန်ပိုင်းမှာအလက်ကွန်ဆိုင်မှာနောက်ထပ်တည်တံ့တွေ့ဆုံပွဲတစ်ခုလုပ်ဖို့ပြင်ဆင်နေပါတယ်။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကတော့ဒီဘွဲကိုတက်ရောက်ခွင့်ရမယ် VIP လက်မှတ်ဈေးကအရင်နေ့ကထက်အတော်လေးကိုထိုးကျသွားတာပါပဲအရင်တော့က VIP အဆင့်ရဖို့ Trump token တွေကို$3 million ဘို့လောက်အိတ်သွန်ဖောင်းမှဝယ်ကိုင်ထားရပေမဲ့အခုအခါမှာတော့$3 သိန်းဝန်းကျင်လောက်နဲ့တင် VIP စီးရင်နဲ့ဝင်သွားနိုင်ပါပြီဒီ VIP အဆင့်ဆိုတာကသမ္မတ Trump နဲ့နေ့လည်စာစားခွင့်အပြင်Teta Company ရဲ့ CEO Paolo Ardoinaလက်ဝဲကျော်ဟောင်း Mike Tyson နဲ့ Ark Invest က Katie Wood လို superstar တွေနဲ့ပါတည်တံ့တွေ့ဆုံခွင့်ရမယ့်အခွင့်အရေးပါဒီအတွက်မတ်လ12ရက်နေ့ကနေAP 14ရက်အတွင်း Trump token ပိုင်ဆိုင်မှုပမာဏနဲ့အချိန်ကိုတွက်ချက်ပြီးထိပ်ဆုံးလူ29ယောက်ကိုရွေးချယ်ထားခဲ့တာဖြစ်ပါတယ်။ on-chain data တွေကိုတွားစစ်ကြည့်မယ်ဆိုရင်တော့ CIZ7Y လို့အစပြုထားတဲ့ Solana wallet address တစ်ခုဟာအများဆုံး Trump token 1,14,212 ခုတန်ဖိုးအပြင်$3,18,000 ဝန်းကျင်လောက်ပဲကင်ထားပေမဲ့အစင်းစနစ်နေရာနဲ့ VIP ရတာကိုတွေ့ရပါတယ်။
နောက်ထပ် 2CIORM ဆိုတဲ့ wallet ဆိုရင်လည်းမတ်လ12ရက်နေ့ကတည်းကတိုကင်3,200,000ဒေါ်လာ2,830,000ဝန်းကျင်လောက်ကိုလွှဲထည့်ထားပြီးငြိမ်နေလိုက်တာအစင်းဆက်ခွန်ကိုအေးဆေးသက်သာဝင်သွားနိုင်ခဲ့တာပါအရင်နေ့မေလတော့ကအစင်း25ဝင်ခဲ့သူတော့ဒေါ်လာ3 millionဘိုးလောက်ကန်ထားရတာနဲ့ရှင်းကြည့်ရင်အခုဈေးကအတော်လေးပေါ်ပေါ်လောလောဖြစ်သွားတာပါဒီနေရာမှာအမြဲတမ်းထိတ်ဆုံးကနေရွှေလက်ကြီးနဲ့နေရာယူထားတာကတော့ Trump founder Justin Sun ပါပဲမနေ့ကသူဟာ Trump token ဒေါ်လာ90 million ဘိုးလောက်နဲ့ထိတ်ဆုံးကနေကုန်ယူဝင်ကြခဲ့ပေမဲ့ဒီနေ့မှာတော့ token အရေးအတွက် 1.4 million ပိုများလာတာတောင်မှတန်ဖိုးကတော့ဒေါ်လာ 9.3 million လောက်ပဲကျန်မာတော့တယ်အကြောင်းကတော့တစ်ချိန်ကအမြင့်ဆုံးဈေးဖြစ်တဲ့ဒေါ်လာ 73.43 အထိရောက်ခဲ့တဲ့ Trump token ဟာအခုတော့96%လောက်အထိစောက်ထိုးဆင်းသွားပြီးဒေါ်လာ 2.8 ဝန်းကျင်မှာပဲတဝဲလဲလဲဖြစ်နေလို့ပါပဲဒီနေ့မှာထူးခြားတာတစ်ခုကတော့အွန်ချင်းဒေတာကနေမမြင်ရတဲ့အပြင်ပိုင်းအချက်တွေလည်းပါလာတာပါဒါကတော့ Trump ရဲ့အုတ်ထုပ်တွေနိုင်တွေလိုမျိုးမချမ်းတိုက်တွေကိုဝယ်ရင်ဒေါ်လာတိုင်းအတွက်10 မဲ့ထဆောင်ပေးတာပဲဖြစ်ပါတယ်ဒါကြောင့်တချို့ကတော့တိုကင်အများကြီးမကင်ထားပဲပစ္စည်းတွေဝယ်ပြီး VIP နေရာကိုအသားလေးဝင်ယူသွားတာလည်းဖြစ်ပါတယ်ကျွန်တော်တို့သိထားကြတဲ့အတိုင်းဒီလိုမျိုးမင်းကွိုင်ပိုင်ဆိုင်ုံနဲ့တမရနဲ့တွေ့ဆုံခွင့်ရတဲ့ကိစ္စကိုဒီမိုကရက်တစ်အမတ်တွေကတော့အကြီးအကျယ်ဒေါသထွက်နေကြတာပါအထူးသဖြင့်အမတ် Elizabeth Warren ဆိုရင်ဒါဟာငွေနဲ့ဩဇာအာဏာကိုဝယ်ယူတဲ့အကျင့်ပြတ်ချဆောင်မှုရဲ့ပွဲတော်လိုတောင်ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပူပါတယ်ဒါကြောင့်ဒီနေ့ဧပြီလ25ရက်နေ့မှာလုပ်မဲ့ပွဲကိုတက်မဲ့သူတွေကနောက်ကျောင်းရာဇဝင်စစ်ဆေးခံရမယ်အပြင် KYC စောင့်ကြည့်စီရင်ဝင်နိုင်ငံတွေကမဖြစ်ရဘူးလို့စီကံချက်တွေထပ်တိုးလာပါတယ်။ဒါအပြင်ဒီပွဲရဲ့စီကံချက်တွေထဲမှာအတော်လေးရည်ရတဲ့အချက်တစ်ချက်ပါနေပါတယ်။အကြောင်းမျိုးမျိုးကြောင့်ပွဲပြတ်သွားခဲ့ရင်ဖြစ်ဖြစ်သမ္မတ Trump ကိုယ်တိုင်မလာနိုင်ခဲ့ရင်ဖြစ်ဖြစ်တက်ရောက်သူတွေကိုအစားထိုးအနေနဲ့ Trump ပုံပါတဲ့ NFT တစ်ခုကိုပဲနေသိမ်းစုအဖြစ်ပေးလိုက်မယ်လို့ဆိုထားတာပါပဲ။သမ္မတနဲ့တကယ်တွေ့ရမလား။ဒါမှမဟုတ်လေထဲလွှင့်သွားတဲ့ token series နဲ့အတူကြည်ုံသက်သက် NFT လေးတစ်ခုပဲပိုက်ပြီးအိမ်ပြန်ရမလားဆိုတာကတော့ DVIV ကြီးတွေရဲ့ကံကြမ္မာပါပဲ။ဒါကတော့မြင်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။